ကတော့ကျွန်တော်တို့လုပ်နေတဲ့ကြောက်ရွှေလောက်ကပါအကျော်လေးရတယ်ကောင်းပါတယ်တွင်းမှန်တွေကကျွန်တော်တို့ဈေးစကားတွေအကုန်လုံးထုတ်ပေးပါတယ်ပြီးမှကျွန်တော်တို့ရလာပြီဆိုတဲ့ရွှေကိုမှသူတို့ကဈေးစကားတွေပြန်နှုတ်တယ်ဈေးစကားတွေအကုန်လုံးနှုတ်ပြီးပြီဆိုမှလေးထိပြန်ခွဲတာပါလေးထိကို၄ပုံပုံလိုက်တယ်တပုံသူတို့ယူတယ်၃ပုံကိုကျွန်တော်တို့ဖွဲ့သားတွေကရပါတယ်အစတော့ကတော့လာကစားပါတလားကို6သိန်းနဲ့လောက်တာနောက်ကျတော့သူကရွှေပေါ်လာတော့ကျွန်တော်တို့တွင်းသားတွေကိုလေးထိပေးမယ်ဆိုပြီးတော့လောက်တာပါနောက်ကျတော့လေးထိကလည်းသူတို့ဘက်ကကုန်ကြစိတ်တွေများလာတော့ကျွန်တော်တို့တောက်ဝက်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးအလုပ်လုပ်ရတာပါတောက်ဝက်ပြီးတော့လည်းကျွန်တော်တို့လည်းခိုက်ပါတယ်အလုပ်လုပ်ရတာလည်းအဆင်ပြေပါတယ်အဲ့လိုမျိုးကန်ထိုးနေတဲ့ချိန်လည်းကိုယ့်အတွက်မုံမွားမုံရောင်တခြားလေးနှာခေါင်းပိတ်ထားကြပါပြီးမှကန်ထိုးရက်ခွင်းလုပ်ပြီးဆိုရင်လည်းကိုကနေကင်းမဲ့နေရာလေးကိုနေကြပါဒါမှအနေခင်းကြပါလေကျွန်တော်တို့လည်းအဲ့လိုမျိုးအနေခင်းအောင်နေရပါတယ်ရှိတော့မှလုံးလုံးဖွင့်ပြောတာပါရှင်တော်သားတွေကတော့ဒါတွေကတော့ပုံမှန်လိုဖြစ်နေပါပြီပေါင်းနေပါကျွန်တော်လုပ်ခဲ့တော့စလင်းနဲ့ဗန်းနဲ့တက်တဲ့ကြောတွေခေါင်းနေဗျစလို့တော့ဆိုရင်ကျွန်တော်တို့လိုမျိုးအကြည်လေးတွေရှင်းလိုက်ခေါင်းမုန်းလေးရှင်းလိုက်အကြည်လေးတွေကိုတခြားလေးရောပြီးကြိတ်လိုက်ကိုယ့်အတွက်နေသားကလေးရအောင်လည်းလုပ်ရတော့ဗျာနောက်မှကြောတွေပဲပွင့်လာပြီးတော့မှတွေ့မိုင်နေရအဲ့လိုမျိုးကျွန်တော်တို့ပြန်ပြီးတော့လေးတိပုံစံပြန်ခွဲပေးတာတချို့တွေ့မိုင်နေကြတော့လေသူတို့အတွက်လေးတိမကိုက်ဘူးတင်အဲ့လိုမျိုးလုံသားရင်လည်းပြန်ညှိရရှိရဗျာဒီနေ့ကိုတို့ထောက်ဝက်ပြန်ခွဲမယ်ကိုက်လာဆိုရင်ကျွန်တော်တို့ကမကိုက်ဘူးတင်ကျွန်တော်တို့ကတော့တွင်းလောက်တာတွင်းပြောင်းပြီးလောက်တာများတယ်ဗျာဒါကတော့တစ်ဖက်နဲ့တစ်ဖက်သူကြိုက်တဲ့သဘောညှိတယ်ကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့ကြိုက်တဲ့သဘောမဟုတ်ကျွန်တော်တို့တွင်းပြောင်းပြီးလောက်တဲ့အနေထားတွေလည်းရှိခဲ့ပါတယ်